အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့လေ့ကျင့်မဲ့အကွက်ကကျမတို့မနက်စောစောဒါမှမဟုတ်ညအခါနေမှာကိုလေ့ကျင့်လို့ရတဲ့အကွက်လေးဝင်ပြပေးမယ်ကျမတို့ဒီအမျိုးသမီးဆိုရင်တအိမ်တွေအတွက်ကောင်းမွန်စေရနော်ပြီးရင်ဒီပေါင်းတစ်ခုကြားမှာရှေ့ကြွက်သားအတွက်ကောင်းမွန်စေရတဲ့အတွက်ကြောင့်စီးမထိန်နိုင်တဲ့တူဆိုလည်းပဲဒီဟာလေးကိုပုံမှန်လေးလေ့ကျင့်ပြီးလို့ရပါတယ်ဒါဒီကြွက်သားရဲ့တန်မာလာပေါ့နော်ဆိုကျမတို့ဒီဖြာပေါ်မှာပက်လက်နေလိုက်မယ်ယောဂဖြာပေါ်မှာပက်လက်နေလိုက်မယ်နေရဲ့အချိန်မှာသူတို့ဘေးတစ်စောင်းလေးနဲ့နေပေးပါဟုတ်ပြီပက်လက်နေပြီးတော့ဒူးလေးကိုကွေးထားမယ်ခြေထောက်တစ်ဖက်ကဘယ်ညာချဲလိုက်မယ်ခြေဖြားလေးကိုတဲ့ပဲထားမယ်နော်မရိုင်ဘူးပြီးမှလက်ကဒီလိုခြေဖနှောင်းနာမှာလက်ကိုထားလိုက်တယ်ဦးကောင်းကမလုံးတော့ဘူးဒီတင်ပါကိုပဲအပေါ်မှမယ်နော်ဟုတ်အသက်ရှူပြီးတော့ဒီမှာတင်ပါကိုပဲအပေါ်မှမယ်ထုတ်မယ်ပြန်လျှော့မယ်ပေါ့နော်ဒီအတိုင်းကိုကျမတို့9ချိန်အတူတူကြိုးစားကြည့်အောင်ဟုတ်ပြီအသက်ရှူတင်ပါကိုမှမယ်တဲ့အိမ်လေးတက်ကောင်းတယ်စီးအိမ်လေးတက်ကောင်းတယ်ရှူထုတ်မယ်ဟုတ်ပြီနောက်တစ်ချိန်အသက်ရှူထုတ်မနေ့စောစောသွားလို့ရတယ်ညအိတ်ခါနေမှာလေ့ကျင့်လို့ရတယ်နော်နောက်တစ်ခေါက်ရှူထုတ်ဟုတ်ပြီနောက်တစ်ချိန်ပြန်ကြိုးစားကြည့်မယ်အသက်ရှူဟုတ်ပြီနောက်ဆုံးတစ်ခေါက်မှာကျမတို့အပေါ်မှာထိန်းထားကြည့်မယ်နော်ဒူးကမကွဲသွားဘူးနော်ဒူးမကွဲသွားဘူးမဆူသွားဘူးဒီအတိုင်းပဲအတိုင်းရှူရှူထုတ်ရဘိုက်ကိုဆွဲရှက်ကြည့်ရှူထုတ်ဘိုက်ကိုဆွဲရှက်တဲ့အချိန်မှာစိုးပါဆွဲညစ်ကြည့်ပဲရှူထုတ်နောက်တစ်ချိန်ရှူဟုတ်ပြီနောက်တစ်ချိန်ရှူဟုတ်ပြီဖြည့်ချင်မယ်လျှော်လိုက်မယ်ဟုတ်ပြီဒါကိုကအချိန်ရဆို10ချိန်လောက်ပြုလုပ်လို့ရတယ်ပြီးဒီအပေါ်မှာထိန်းတဲ့ဟာတွေကိုပြုလုပ်လို့ရတယ်နော်ဟုတ်ဒူးလေးကိုဒူးတစ်ဖက်ကိုပြီးစုလိုက်မယ်ဘိုက်ပေါ်တင်လိုက်မယ်လလေးအားဒီလိုဒူးပေါ်တင်လိုက်မယ်ဒူးကိုဘက်ကိုနိုင်တော့လေကပ်ပြညာဒီအောက်ကိုနိုင်တော့လေတော့ပဲကိုဘက်ဟုတ်ပြီဒီလိုမျိုးဖြစ်ဖြစ်ချင်းဝိုင်းတဲ့ပုံစံလေးပေါ့နော်ဒါလေးလည်းပဲခါညောင်းတယ်ခါနာတယ်ခါကြောမြတ်တယ်ဒီလိုမျိုးတွေဆိုရင်လိုက်ပြီးတော့လေ့ကျင့်လို့ရတယ်အများကြီးတတ်တာစေရနော်ရှူတွင်းရှူထုတ်ဟုတ်ပြီပြီးမှပြောင်းပြန်သွားမယ်ဘယ်ကနေပြန်ပြီးတော့ဝိုင်းပေးမယ်ဖြည်းချင်းဝိုင်းပေးမယ်ရှူတွင်းရှူထုတ်လေးနဲ့ထိန်းထားပေးမယ်ဟုတ်ပြီပြီးမှဖြည်းချင်းမယ်လျှော့မယ်ဟုတ်ပြီခြောက်လေးကိုအရင်ဆန့်ပေးမယ်ဆန့်ပေးပြီးမှကိုယ့်ရဲ့ဒီဘေဘက်လက်ကိုလက်ဖက်ကိုဒီလိုပခုံးနဲ့တရမ်းနဲ့ထားပေါ့နော်ပြီးမှညာဒူးကိုအရင်ကွေးလိုက်ကွေးပြီးမှညာဘက်လက်ကဒီဒူးကိုညာဘက်ဒူးကိုယူပြီးတော့ညာဘက်ကိုရတော့လေဘေးကိုဖိချမယ်5 4 3 2 1ဟုတ်ပြီပြန်ယူလာမယ်ပြီးမှအဲ့ဒီညာဘက်ဒူးဘယ်ဘက်လက်ကယူညာဘက်လက်ကဒီမှာပခုံးနဲ့တန်းနဲ့ထားဒူးကိုဒီလိုဘယ်ဘက်ကိုသွားမယ်ဦးကောင်းကညာဘက်ဟုတ်ပြီနော်နိုင်တလောက်လေးဖြီချမယ်အဲ့မှာရှူတွင်းရှူထုံနဲ့ထိမ့်မယ်ဟုတ်ပြီကြောယူတွေပြီးတော့ကြောယူတစ်လျှောက်တင်းနေရတယ်ရော့လာလိမ့်မယ်ပြီးရင်ပခုံးတစ်ဖက်ကကျန်းနဲ့ကပ်ဖို့ကြိုးစားမယ်ဒါကလီစာရီရဲ့လှုပ်ဆောင်ချက်တွေအတွက်ကိုကောင်းမွန်စေတယ်ကြိုးယူတစ်လျှောက်တင်းနေရရော့လာကိုခံစားရမယ်တဖြစ်လာကိုခံစားရမယ်နော်โอเคဖြည်းချင်းမယ်ရှော့ပြီးမှ6လေးပြန်ရှော့ချဟုတ်ပြီဒီတစ်ခါကျရင်ဘေဒူးကိုမယ်အဲဒီဘေဘက်6ကိုဘေဘက်လက်ကယူပြီးမှဘေဘက်ကိုဖိထား
ဟုတ်ဖြီးထားမယ်5 4 3 2 1ပြီးမှ short ပြီးမှအဲ့ဒီဘယ်ခြေကိုညာဘက်လက်ကယူပြီးတော့ဒီလိုညာဘက်လက်နဲ့ဒီလိုညာဘက်ကိုဖြီးလိုက်တာဦးကောင်းကစံစံဘက်ကြောရိုးတစ်လျှောက်ကိုခံစားကြည့်မယ်နော်တင်းနေရော့လာကိုခံစားရမယ်ကျမတို့ကလေ့ကျင့်တဲ့အချိန်မှာအတင်းအဓမ္မမသွားဒီပခုံးနှစ်ဖက်ကကျန်းနဲ့ကတ်ထားပြီးမှဒီခြေထောက်ကိုရားတော့လေးပဲဒီဘက်ချမ်းကိုပို့မယ်အတင်းမသွားဒါပေမဲ့ရော့ရေးမသွားအောင်နော်ကိုယ့်ရဲ့ခန္ဓာကိုပြောစကောက်နားထောင်ပြီးတော့နိုင်တော့လေးသွားပေးပါဒါခါညောင်းတာကြောညောင်းတာနော်ဒါလေးတော့အများကြီးတက်တာစေပါနဲ့ဟုတ်ပြီးမှဖြည်းချင်းမဲ့ရှော့ချောင်းလေးကိုရှော့ချဟုတ်ပြီလက်နှစ်ဖက်ကဒီလိုတန်းနဲ့ထားမယ်နော်ထားပြီးတော့ဒူးနှစ်ဖက်ကိုပြီးဘိုက်ပေါ်တင်လိုက်ပါဒူးနှစ်ဖက်ကိုပြီးဘိုက်ပေါ်တင်ထားမယ်ဒီဒူးကစုထားပြီးပါအသက်ရှူတယ်ထုတ်ပြီးတော့အဲ့ဒီဒူးနှစ်ဖက်ကဘယ်ဘက်စုထားတဲ့အတိုင်းပဲဘယ်ဘက်ဒါပေမဲ့ကျမ်းနဲ့မကပ်ဘူးကျမ်းတင်နဲ့မထိတတိဘောအပေါ်နည်းနည်းမှထားပြီးတော့ဦးကောင်းကညာဘက်ဟိုကျိုးယူတစ်လျှောက်တင်းနေရရော့လာကိုပို့ပြီးခံစားရမယ်တနေ့တာလုံးတတောင့်တတာဖြစ်စေတယ်ညတွေမှာအိတ်တဲ့အချိန်မှာနှစ်ချိုက်စွာအိတ်ပျော်စေရနော်ဒီကြောတစ်လျှောက်တင်းနေရရော့သွားတဲ့အချိန်โอเคပြန်လာမယ်ရှူမယ်ထုတ်ပြီးမှဒူးနှစ်ဖက်ကဒီမှာညာဘက်ဒူးကတလူမကွဲတော့စုထားညှစ်ထားတဲ့ပုံစံပဲပြီးမှဦးကောင်းကဘယ်ဘက်ပေါ့ဒီမှာကျန်းနဲ့မကတ်သွားဘူးအများကြီးမဟုတ်မထိတတိပုံစံလေးစူးစမ်းကြည့်โอเค5 4 3 2 1 โอเคဖြည်းချင်းပဲရှော့ဟုတ်ပြီခြောက်လေးကိုရှော့โอเคရှူတွင်ရှူထောရှူတွင်ရှူထောဒူးလေးကိုကိုွေးကြည့်မယ်ကိုွေးပြီးလက်လေးကတကောက်ကိုွေးနာမှာထားပြီးတော့ဒီလုတ်တုတ်လေးထားတဲ့ပုံစံကြိုးစားကြည့်မယ်3ချိန်ကြိုးစားကြည့်ရအောင်ဟုတ်ကဲ့1ငင်းရဆော့လာတယ်လို့နော်2ကြောကိုနှိပ်နေပြရနဲ့တူရယ်โอเค3ဒီလိုကအချိန်ရတယ်ဆိုရင်10ချိန်လောက်သွားလို့ရပါတယ်ဟုတ်ပြီဆိုတော့အခုကျမတို့လေ့ကျင့်လိုက်တဲ့အချိန်မှာဒီကြောဘက်ပေါင်းနေရောအကုန်လုံးနေလို့ကောင်းတော့ကိုခံစားရရဲ့နော်ဟုတ်ပြီအဲဆိုရင်ယောဂကိုအခြေခံနေစပြီးတော့စနစ်တကျတင်ယူခြင်းနဲ့ဆိုရင်ယုတယောဂကိုဆက်တွဲပေးပါကျမတို့ဒီယုတယောဂကမြန်မာနိုင်ငံပြည်တွင်းမှာနေတဲ့သူတွေအတွက်တာမကပင်နဲ့ပြည်ပမှာနေတဲ့သူတွေပါအဆင်ပြေအောင်လုပ်ထားပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်